္ဂလာပါဒါဒီနေ့ကတော့မြကြီးနားမြို့ကိုသွားမှာပဲဖြစ်ပါတယ်သွားပါတော့ပဲကဲခုကတော့ဒါရွှေမြို့တော့ရွှေရင်နာဆိုင်ကနေပြီးတော့ရေသမားလေးတွေလာဆင်တာပေါ့နော်အရန်ရှည်လဲတိတ်မလားအရန်ရှည်နေတော့ဟုတ်တယ်လာတူသွားမယ်မလာနော်ဟဲ့ကျေးဇူးပါတင်ကြပါညနေ4 နာရီအခုဆိုလို့ရှိရင်မျှပြီးတော့တစ်ခါကင်မရာကြီးနဲ့လေးစားစွာဖြင့်တရားယူပေးဖို့လည်းအတွက်လေးစားစွာပြမှန်တော့ပြောပါမယ်။နိုင်တော့စကောတာတို့ရှင်ယူတော်စိတ်ရွှေရတနာဆိုင်နေ့ကိုတို့ဖိနေတော့မှာဖြစ်ပါတယ်။ဒီပေါင်းလေးကိုတိုင်ထားပေးပါဗောနော်။ရပြီကိုကြီးโอเคဟုတ်ကဲ့ဖြစ်မယ်ဒီဒီလာပါကျေးဇူးတင်ပါတယ်တို့ပြေကျူပြန်လို့ဖိတ်ကြားထားတယ်ချမ်းနေဒီမလေးပြပြထွေးနဲ့အတူကျွန်တော်တို့ဒီနေ့တနေ့ကိုဘောနော်ဒီဆိုင်ထဲမှာတို့အစီအစဉ်လေးရှိပါတယ်ဆိုတော့ကျွန်တော်အားလုံးပဲဒီတော့ပါဝင်ပေးဖို့တို့ကျွန်တော်လက်တော့ပါလေးနဲ့ကျေးဇူးတင်ရအောင်ဗျာဟုတ်ကဲ့ပါဗျာမင်္ဂလာပါချမ်းနေကြပြီလားလက်စွပ်ဒီကျုပ်ကုန်ပြီဘာလို့ပြန်မရမှာတလို့လဲဆူဆွဲโอเคအခုโอเคမင်္ဂလာပါကြိုင်ကချိုင်လားကိုရလည်းထောက်ပေးအောင်လို့အဲ့တော့ကျွန်တော်ကထောက်ပေးပါဆိုလို့ကချိုင်ဒီမေတော့မမဆိုတော့လက်ရည်လာလားကြိုင်မှန်ပါတယ်ကြိုင်ကကြားတယ်ပြန်ပါစောတိုင်းမဲတွားနေပြီကချင်ပြည်နယ်မှာနေလိုက်တော့မယ်မလေးမစိုးဖြည်းဖြည်းမောင်လေးတို့ဖြည်းဖြည်းတရားနဲ့တရားပုတ်မိကုန်မယ်တိုက်မိကုန်မယ်ရလားဖြည်းဖြည်းရိုက်ဟုတ်ပြီအခုလိုမျိုးစုံသွေးသွင်းရတဲ့အတွက်အတိုင်းမသိဝမ်းသာပါလေဒါရွှေတွေငွေတွေလက်ဝတ်ရည်နာတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းအထက်မှာဝယ်ကြည့်လို့ရပါတယ်ဒီနေ့ရွှေမျိုးတော်ဆိုင်နှစ်ဖွင့်ပွဲဖြစ်တဲ့အတွက်ဒီနေ့ဝယ်တဲ့သူအားလုံးကို promotion တွေနဲ့ပေးသွားမှာပဲဖြစ်ပါတယ် promotion ကအခုဝယ်အခုရငွေသားလက်ဆောင်ဖြစ်ပါတယ်ဟာလားအဲ့ဒါဆိုခုဝယ်လိုက်မယ်တော့ကိုရှိရတော့ဒီမှာရှင်းအောင်ပါစားအော်ဒီကတော့ကိုရှင်းမရအောင်ဟုတ်ပြီကချင်ပြည်ကိုလာပါအမေသူကဟုတ်နေပြီချစ်ဖို့ကောင်းလိုက်တာအဲ့ဒါကြောင့်တိုင်းလူတိုင်းသားတွေချောတယ်ချစ်တယ်နော်လူတွေချောချက်ကရက်ဆက်တယ်ဟုတ်တယ်ချစ်နေလားဟာလာပါပြီတက်စီတမရညနေ7 နာရီကျော်နော်အဲ့ဒါမေးနေဦးမယ်ခုလိုမျိုးဒီပြိတ္တထဲမှာပေါ့နော်โอเคမိကုန်းဖြေဆိုဖို့အတွက်ပေါ့နော်3ယောက်လားဘာသာနာပိုင်တက်ခဲ့လက်ဆောင်ရောမလက်ဆောင်ဖြည်းဖြည်းညမလေးအဲ့မဆွဲထားမယ်လေသူတက်ချင်တာတက်လာပြီသူအတင်းနဲ့ဆွဲထားသေးတာတယောက်နဲ့တည်းဟေးမင်္ဂလာပါညီမလေးမင်္ဂလာပါနာမည်ဘယ်လိုခေါ်လဲရေစီဦးမဲညီမနာမည်ကြီးနော်ညီမလူမျိုးလားမလူမျိုးဟောကချင်လူမျိုးမဟုတ်ဘူးပြီသမီးနာမည်ဟာရီဝဲဟုတ်လားသူကရီဝေးသွားတာအိပ်ပြီးရှင်1995တဲ့တယောက်ကဟောကိုမနေနဲ့တန်းရှိနေတယ်အယောက်မှရှာဟုတ်ပြောချစ်သူတက်တာပြောတာမဟုတ်ဘူးရွှေဆိုင်ပြဘယ်လောက်လဲဘယ်ဒီကိုညနေစတဲ့ခွင့်နေတာလဲသူ့အိုင်နေဟမ်1995ဟုတ်ကဲ့ပါလူမနော်1995မှာပါတယ်အဲ့ဆိုသူဘယ်သူကပြေးလိုက်တာတော့2ယောက်စတော့ပြေးလိုက်တယ်ဒါပေမဲ့လည်းမဟုတ်ပါဘူးဘယ်သူနေနေစင်မတက်လာတဲ့လူကိုပေးမှာဖြစ်ပါနော်ဒီမှာလည်းနီးစပ်တယ်နီးစပ်တယ်မလေးပဲလက်ဆောင်လေးတွေအေးဟုတ်ကဲ့ညီမလည်းကုန်းပေါ့အကိုကြီးဒါတီခွေချီထားတဲ့တီခွေအဲ့ဒါမမမှုပြီးတော့လက်ဆောင်ပစ္စည်းမမလည်းပေးရတာပဲသူကလာရတယ်သမီးဘာပဲဖြစ်ဖြစ်လက်ဆောင်ပစ္စည်းပေါ့နော်
အမေပြက်ကလေးနဲ့ရင်ထွက်ကြပေါ့နော်ခုနှစ်သမီးခံမနာတော်တယ်အရန်တော်တယ်ပြောမင်းပြက်ကလေးနဲ့ရွှေမျိုးတော်ရဲ့ပြက်ကလေးအခုခေတ်အန်ဒီကနွေးတယ်ရပါဘူး အမိုးကသမီးကားလေးကိုအများကြည့်နေတာ သမီးကားလေးကြီး10ကားတော့ဘုံကား6ကားဘယ်ကပိုးလာဟုတ်ပြီ ဘာရီလဲတဲ့ကြောက်ကိုနှမျိုးသုံး ဟုတ် မျိုး ပြီကျေးဇူးပါဟုတ်ပြီပန်းစီရောက်လာပြီဝမ်းသာတာပန်းစီရောက် ဟုတ် လာ ကဲ့ဟုတ်ကဲ့အဲ့ဒါမရောက်တော့ကျွန်တော်တိတ်မပြောစီဘူးစားတော့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်โอเค အန်ဒီဖုန်းသမီးဖုန်းပေးလာသမီးရဲ့ဖုန်းပေးအဲ့ငါသမီးဘယ်မှာတော့ခေါ်တိုက်တော့အိမ်မှာ အေးရောက်တိုင်းရောက်ယူသွားမှာ ဘာ အေးရောက်ဒီတိုင်းရောက်ယူသွားမှာ ဟောအေးဒီတိုင်းရအောင်ယူသွားအောင်မဘယ်ကတော့အေးဒီတိုင်းอ่ะ အေးရောက်ဒီတိုင်းပတ်နေတော့ အော်ဘယ်နှလုံးအခုဒီမှာပါလို့တာ အလောက်တာလောက်တာ အော်လုံးအစ်ပြေးလား ဒီလိုပါပဲသမီး ဒီလိုပါစမပြေဘူးပေါ့ မပြင်းလည်းဟာဖြစ်ပေးတယ် ရှော့ယူသွား မရှိဘူး ပိုင်ရှင်ဟိုပဲလေမင်းနဲ့စားလာတယ်ချစ်ဖို့တကယ်ကောင်းလာတယ်မော်ရစင်တဲ့ဇာတ်ကတည်းကကိုယ်ရောပါရပဲချွေချောင်းဟဲ့ချမ်းနေတာလား ယုံပြီးတဲ့များလေးနောင်ချာရီရောရာမောင်ယုံမာလေးခဏပြောရစကား ကောင်းလိုက်တာ အများရဲ့သူကြီး အမဒီလိုလေးလုပ်ပေး တိုင်းနာ ဘာမဟုတ်တိုင်းရလာတယ်တိုင်းရလာမယ်စကိုင်းတိုင်းရလာတယ် လက်ဆောင်ဒီကိုမေးပြီလား ဒိုးလည်းတိုင်းရလာမယ်မန္တလေးတိုင်းရဒါပြီ7နာရီဆိုလို့ရှိရင်ဟိုကျက်စီသမီးဘူး900ဝင်မှာပဲပြပါ ကျစီသမီးလေးရှိပါလားနော်ဆိုတော့နော်အခုချိန်မှာဓာတ်ပုံလေးလေး ဖြစ်နေလည်းပြောနေရပါမယ်တော့ပုံလေး တို့မိတ်ကနော်ဒီမှာလည်းစောင့်နေသေးတာဟုတ်ပြရသေးမလားနော်အိုးဟိုတော့ဟာလေကိုဘယ်လိုပြောမလဲတက်စီတမင်းလေးလူလုံးမယ်နော်ဟာတဘူးချင်းတယောက်တဘူးချင်းဝင်လိုက်မယ်နော်